မြားပြစ်ပြန်ကွက်နဲ့ဆရာမကိုအနိုင်ယူမယ်ဆိုပြီးစင်ခေါ်ခဲ့တဲ့အကြောင်းသားကိုဆရာမကမြားတိုးကြောင်းတပြိုင်နက်ပြစ်ပြီးပြစ်မှတ်ကိုထိမှန်အောင်ပြစ်ပြလိုက်တဲ့အချိန်မှာတော့လူတိုင်းတိတ်ဆိတ်သွားခဲ့ကြတယ်။တနေ့မှာအချင်းပြတ်တဲ့ចောင်းသားတစ်ယောက်ဟာအစ်စ်လာတဲ့အမျိုးသမီးဆရာမကိုចောင်းကနေထွက်သွားအောင်လှုပ်ချင်နေခဲ့တယ်။ဒါကြောင့်သူကရီလွယ်ပြီးကစားစရာမွေးတကောင်ကိုဆရာမစီပြစ်လိုက်တယ်။ဒါပေမဲ့ဆရာမကတော့လုံးဝမကြောက်ပဲမွေကိုလက်တစ်ဖက်ထဲနဲ့ဖမ်းလိုက်တယ်။အဲ့ဒီအစားသူမကចောင်းမတွေကိုမွေအမလို့စားအကြောင်းသင်ခန်းစာတောင်ပြန်တင်ပေးလိုက်တယ်။ဒီအရာကြောင့်ကောင်လေးကအယမ်းဒေါ်အားထွက်သွားပြီးဆရာမကိုစာသင်ခန်းထဲကထွက်သွားဖို့ချင်းချောက်လိုက်တယ်။လူတိုင်းကဆရာမကြောက်သွားမယ်ထင်ခဲ့ပေမဲ့ဆရာမကကောင်လေးလက်ကိုဖမ်းဆွဲပြီးမြေပြင်ပေါ်ကင်ပေါက်လိုက်ပါတယ်။ចောင်းသားတွေအားလုံးလည်းချက်ချင်းကြောက်လန့်သွားကြတယ်။ဆရာမစာသင်ခန်းကထွက်သွားပြီးနောက်ကောင်လေးကသူမကိုចောင်းကနေထုတ်ပစ်မယ်လို့ကြိမ်ဆိုလိုက်တယ်။နောက်တစ်ခါသူကကိတ်မုံတလုံးပြင်ဆင်ခိုင်းပြီးအထဲမှာငရုတ်တီးမုံအများကြီးထည့်လိုက်တယ်။ဆရာမစာသင်ခန်းနဲ့ပြန်ဝင်လာတဲ့အခါကောင်လေးကကိတ်မုံကိုကင်ပြီးရှေ့ကိုထွက်လာခဲ့တယ်။သူကတောင်းမှန်တယ်လို့တရုတ်ဆောင်ပြီးလက်ဆောင်အဖြစ်လက်ခံဖို့တောင်းဆိုလိုက်တယ်။ဒါပေမဲ့ကိတ်ဘေးမှာရှိတဲ့အမုံကိုမြင်လိုက်တဲ့ဆရာမကဒါကနောက်တစ်ခါလက်ကွက်တစ်ခုဆိုတာချက်ချင်းတိလိုက်တယ်။ဒါကြောင့်ဆရာမကကိတ်မုံကိုကောင်လေးမျက်နှာပေါ်ကိုကပ်ပစ်လိုက်တယ်။လူတိုင်းတိတ်ဆိတ်သွားကြတယ်။ကောင်လေးဒေါသထွက်တဲ့ဆိုပေမဲ့ငရုတ်တီးမုံကြောင့်အသက်ရှူမရောက်တော့အောင်လေအကြောင်းပိတ်သွားပြီးစကားတော်မပြောလိုက်တော့ဘူး။ဒါပေမဲ့သူကမယုတ်သေးဘူး။သူ့အကောင်းဆုံးဘာသာရပ်ဖြစ်တဲ့မြားပြပညာနဲ့ဆရာမကိုအနိုင်ယူမယ်လို့စီစဉ်လိုက်တယ်။စာတင်ချိန်မှာဆရာမမြားပြနည်းအကြောင်းသင်နေချိန်ကောင်လေးကစင်ခေါ်လိုက်တယ်။ဆရာမမပြတ်တတ်ပါဘူးလို့ပြောပြီးလှိုင်ပွဲတစ်ခုလုပ်ဖို့တောင်းဆိုတယ်။ဆရာမကလုံးဝမတွန့်မီမဲ့လက်ခံလိုက်တယ်။သူမကဘေးဘက်ကိုရှောင်သွားပြီးလေးတလက်ယူလိုက်တယ်။ဆရာမယူလိုက်လေးက nine stone ဘို့ဖြစ်ပြီးအဲ့ဒီလေးကိုအကြောင်းမှာဘယ်သူမှမဆွဲနိုင်သေးတာကြောင့်ကောင်လေးကကြည့်ပြီးပြုံးနေခဲ့တယ်။ဒါကြောင့်ဆရာမမပြတ်တတ်ဘူးဆိုတာပို့ပြီးယုံကြည်သွားတယ်။ပြန်ပွဲစတင်လိုက်ချိန်ကောင်လေးပထမမြားပြချက်မှာ9 ring ထိတယ်။နောက်နှစ်ချက်မှာတော့ perfect 10 ring နှစ်ချက်ဆက်တိုက်ထိသွားတယ်။လူတိုင်းသူအနိုင်ရမယ်လို့ယုံကြည်နေချိန်မှာဆရာမကမြားသုံးချောင်းကိုတပြိုင်နက်ထုတ်လိုက်တယ်။လူတိုင်းရေမော့သွားကြတယ်။ဒါပေမဲ့သူမကလေးကြီးကိုလွယ်ကူစွာဆွဲပြီးမြားသုံးချောင်းကိုတပြိုင်နက်ပစ်လိုက်တယ်။မြားသုံးချောင်းလုံး perfect 10 ring နဲ့တိတိကျကျဝင်သွားတယ်။လူတိုင်းအံ့အားသွားကြတယ်။ကောင်လေးကလေးမှာပြဿနာရှိတယ်ထင်ပြီးဆရာမလက်ထဲကနေလေးကိုဆွဲယူလိုက်တယ်။ဒါပေမဲ့သူကမဆွဲနိုင်ဘူး။ပစ်လိုက်တဲ့မြားကနရန်ကိုထိပြီးပြန်ထွက်လာတယ်။မြားကသူ့တဲ့တဲ့ကိုရောက်လာနေလာကြောင်းဆရာမကချက်ချင်းသူ့ကိုတွန်းလိုက်ပြီးလေးထဲခုန်တက်ပြီးပြန်လန်လာတဲ့မြားကိုချက်တော့နဲ့ကန်လိုက်ပါတယ်။အဲ့ဒီမြားကလည်း perfect 10 ring နဲ့တိတိကျကျဝင်သွားတယ်။ဒီအချိန်မှာတော့ကောင်လေးလုံးဝအနိုင်ယူခံလိုက်ရပြီးသူချက်ချင်းထကဆရာမကိုစိတ်ရင်းနဲ့တောင်းပန်လိုက်တယ်။နောက်နေ့ကစပြီးစာကိုကျူးစားလေ့လာမယ်လို့ကတိပေးလိုက်ပါတယ်